စီးဒီကားမှာနောက်ပလေးလည်းရင်ဒီတစ်ချက်အတိကိုတီးထားရမယ်နော်ဟိုရဒီတို့ကလည်းပူလိုက်တာမာစီဒီ GLE W166 C292ပေါ့နော်2019မတိုင်ခင် model တွေပေါ့ဒီ model တွေမှာဆိုလို့ရှိရင်ကျွန်တော်တို့နောက်ပလေးလည်းရင်ဒီတစ်ခုကိုမဖြစ်မနေလုပ်ပေးရမယ်ဗျ Okay ကားကိုဘေးဖြုတ်ထားမယ်ဘေးဖြုတ်ပြီးရင်ဘာမှမလုပ်နိုင်ဘူးเนาะကျွန်တော်တို့ system ထဲဝင်ရမှာဖြစ်ပါတယ်ဒီအဲ့ဒီ system မဝင်ခင်မှာကျွန်တော်တို့တကားတွေအကုန်ပိတ်ထားမယ်ပြီးလို့ရှိရင် hand brake ကိုကျွန်တော်တို့လှုပ်ထားမှာဖြစ်ပါတယ်เนาะ hand brake ဆွဲထားလို့မရပါဘူး hand brake လှုပ်ထားမယ် poster ကိုတစ်ချက်နှိပ်မယ် ACC မှာထားမယ် steering ဘော်ကဖိုးခေါ်တဲ့ခလုတ်ရယ်ဒီ okay ခလုတ်ရယ်ဒီနှစ်ခုကိုတွဲနှိပ်မှာဖြစ်ပါတယ်ဘယ်လိုနှိပ်ရမလဲဆိုတော့ကဖိုးခေါ်တဲ့ခလုတ်ကိုအရင်နှိပ်10စက္ကန့်အတွင်းမှာ okay ဆိုတဲ့ခလုတ်ကိုနှိပ်ပြီးလို့ရှိရင်အဲ့နှစ်ခုကိုဖိထား5စက္ကန့်လောက်ဖိထားရမယ်เนาะတကယ်လို့ကိုနှိပ်တာတိုင်ပင်မညီဘူးဆိုလို့ရှိရင်ဒီလိုမျိုးလာပေါ်နေမှာဖြစ်ပါတယ်ဒီမှာတော့တစ်ချက်ကြည့်လိုက်เนาะဒီလိုမျိုးလာပေါ်နေလိမ့်မယ်တိုင်ပင်မညီဘူးဆိုလို့ရှိရင်โอเคဘက်ကလေးကိုပြန်နှိပ်ပြီးလို့ရှိရင်တိုင်ပင်ညီအောင်ပြန်နှိပ်โอเคဒီလိုမျိုးပေါ်လာပြီဆိုလို့ရှိရင်ဒီဘယ်ဘက်ကခက်လုံနဲ့ကျွန်တော်တို့ pet replacement ဆိုတာကိုကျွန်တော်တို့ရွေးပြီးတော့ okay နှိပ်ပေးရမယ်ရွေးပြီးလို့ကျွန်တော်တို့ okay တစ်ချက်ထပ်နှိပ်လိုက်လို့ရှိရင် parking brake motor လေးကနောက်ဆုတ်သွားမှာဖြစ်ပါတယ်ဒီလိုမျိုး parking မီလေးမိတ်လာလင်းနေပြီဆိုလို့ရှိရင်ကျွန်တော်တို့ brake pad လဲတဲ့လုပ်ငန်းစဉ်ကိုကျွန်တော်တို့စလို့ရပါပြီ brake pad လဲနေအစဉ်တော့အတွင်းမှာစမနှုံးမီဖို့ hand brake ကိုမဆွဲမိစေဖို့အကြံပြုပြရစေနော် okay brake pad တွေလဲပြီးသွားပြီဆိုတာကျွန်တော်တို့ fitting ပြန်ချပေးဖို့လိုတယ်အဲ့အတွက်ကိုကျွန်တော်တို့ okay လေးတစ်ချက်ထပ်နှိပ်ပေးမယ်မီးတွေပြောက်သွားမှာဖြစ်ပါတယ်ခဏလေးစောက်ဒီလိုမျိုးလာပေါ်ပြီဆိုလို့ရှိရင်ကျွန်တော်တို့လုပ်ငန်းစဉ်ပြီးဆိုးသွားပါပြီ fitting ပြန်ကျသွားပြီเนาะဆိုလို့ရှိရင်ကျွန်တော်တို့ okay လေးကိုနှိပ်ပြီးရင် back ခလုတ်ကိုနှိပ်ပြန်ထွက်လို့ရပါပြီနောက်ဆုံးအနေနဲ့ brake ကို10ချက်လောက်တော့နေမယ် hand brake ကိုလှောက်လိုက်ဆွဲလိုက်နှစ်ကြောလောက်လုံမယ်เนาะ okay ဘိတ်တက်ပြီးလို့ရှိရင်တော့မောင်းဆန်းလို့ရပါပြီအားလုံးပဲအဆင်ပြေကြပါစေ